ရှိပြမောင်ဓမ္မယုံရဲ့အောင်လံမြို့သူမိသားတွေရဲ့ရရှိတဲ့ဂုဏ်တရားအဲ့ဒါလေးကိုဦးဇင်းထောက်ပြပါမယ်ဦးဇင်းစင်ကာပူရောက်တဲ့ခါကျတော့တဏိတာတရားနာဖို့အတွက်အခုလိုတရားဓမ္မယုံနေရာရဖို့အတွက်သို့မဟုတ်တရားတဏိတာကျင့်ဖို့အတွက်ဒေါ်လာ900ပေးရတယ်မြန်မာငွေနဲ့ဆိုလို့ရှိရင်4,900,000ပေးရတယ်တဏိတရားနာဖို့အတွက်နေရာတနေရာရဖို့အတွက်ကျန်တာမပါသေးဘူးဒီနေ့ရွှေပြောင်မြောင်မှာမိသားစုတရားနာကြတာ4,900,000ပေးရလားမပေးရဘူးပေါ်ထော်လို့ဘုန်းကြီးလာစမ်းလာတာပဲထိုင်တာစောင့်နေပြီးပြန်တာပဲပေါ်နေတာဘုရားကဘုန်းကြီးကြွဖို့ကိုမနှဲကြိုးစားသူတို့တရားအားထုတ်မဲ့ဆိုလို့ရှိရင်လေတရားအားထုတ်မဲ့နေရာတနေရာရဖို့တနေ့ကိုဒေါ်လာ800အဲ့ဒါကြတော့800ပေးရတယ်မနေ့9ည6ကိုတနေ့ဒေါ်လာသေးဆို800ဒီပေးရတယ်ဒါဖြင့်နိုင်ငံခြားကိုအထင်ကြီးပြီးတော့ငွေသွားရှာတဲ့ပုံကိုယ်တွေဟာငွေတော်တဲ့သွားတိုးပေမဲ့ယရဏ3ပါးဆိုတဲ့ဖရာတရားတန်ခါယရဏ3ပါးကျတော့ခေါင်းမမသွားဘူးလားခေါင်းမသွားတယ်အဲ့တော့မြန်မာနိုင်ငံနေပြီးတော့နိုင်ငံခြားကိုသွားပြီးတော့ပတ်စံရှာတယ်ဆိုတာပတ်စံဆိုတာဘာလဲလို့မေးလို့ရှိရင်ကာမရဲ့လောင်စာပဲဘာလဲကာမရဲ့လောင်စာကာမရဲ့အာဟာရကာမရဲ့အထောက်ပံ့မြန်မာနိုင်ငံမှာနေတဲ့ပုဂ္ဂိုလ်ကပတ်စံမရှာဘူးလားအဲ့ဒါဘာလဲအေးကာမရဲ့လောင်စာပဲဒါပေမဲ့ဒီကာမအာဟာရကာမလောင်စာတွေနဲ့အဲ့ဒီအာဟာရတွေကိုရှာပြီးအဲ့ဒီအာဟာရတွေနဲ့မှီတွယ်နေတော့ကာမနုံဘောထဲနစ်မနေဘူးလားနစ်နေတယ်ဒါပေမဲ့နစ်တာနစ်နေပြီနဲ့ပျော်မနေကြဘူးလားပျော်နေကြတယ်အဲ့ဒါဥစဉ်တို့ကတော့တဲ့ပြောရလို့ရှိရင်ကိုယ့်ရဲ့အတိတ်ဘဝတွေလည်းမြင်တယ်သေသွားတဲ့ပုံကိုယ်တွေဟာလားမကောင်းတဲ့ဘဝခံစားနေရတယ်လည်းမြင်တယ်အဲ့ဒီမှာချော်ကြသွားမှကြောက်လို့အတင်းအာရမကြုံယုံပြီးတော့ဟောဆွဲအတင်းဆွဲတင်တာအဲ့တော့အတင်းဆွဲတင်တော့သင်ရင်ကကြမ်းနေဆိုပြီးမလာကြဘူးတရားဟောလာကြရဲ့မလာဘူးခိုက်ရေးပဲအခုလိလာခြင်းအခုရိတ်တာဒီနေ့စဖွင့်ပြီနော်အခြားနိုင်ငံသားတွေကလည်းပါတယ်ဟုံးမလင်းတို့မြစ်ကြီးနားတို့ထီးလင်းတို့ကံကောတို့နောက်ရေးတို့ဘိတ်တို့အဝေးကြီးတွေကလာကြတာအောင်လံကမတွေ့ဘူးနော်ဘာဖြစ်လို့မလာနိုင်တာလဲလို့ဦးစင်းပြန်ကြည့်တော့ဘဝနဲ့နေတဲ့ပုဂ္ဂိုလ်ကဘောထဲကယုံနိုင်ရဲ့လားမယုံနိုင်ဘူးတဲ့နော်ဘဝနဲ့နေတဲ့ပုဂ္ဂိုလ်ဒီဘောထဲမှာကြာလာတဲ့အခါမှာဦးစင်းကိုယ်တိုင်ဘောနေဘူးလားဘောနေတဲ့အခါကျတော့ညာဘက်ခြေထောက်ကိုမြောက်မယ်ဆိုပြီးတော့ညာဘက်ခြေထောက်ကိုမြောက်လိုက်တာဘယ်ဘက်ခြေထောက်ကိုနှစ်လိုက်တာနဲ့အတူတူပဲအဲ့တော့ဘယ်ဘက်ခြေထောက်နှစ်သွားပြီဆိုတော့နင်းမှကြောက်လို့ဆိုပြီးဘယ်ဘက်ခြေထောက်ကိုပြန်ပြီးတော့မြောက်လိုက်တာညာဘက်ခြေထောက်ကပြန်နှစ်သွားတော့လွတ်မဲ့ထင်ရုံထွက်တာကနှစ်သလိုနှစ်မသွားဘူးလားနှစ်နေတဲ့ပုဂ္ဂိုလ်ကိုရုံထွက်နိုင်ရဲ့လားဩအခုလည်းဒီလိုပဲဖြေပြောင်ပြောင်တရားလာဟောတော့မယ်ဆိုတော့ငါဘာတရားဟောရမလဲကြည့်တော့သူတို့ကဘွက်နေကြတာဘွက်နေတဲ့ပုဂ္ဂိုလ်ဆိုတော့လာပါလို့ကုန်းမော်ကလူကလမ်းခေါ်တော့လာနိုင်ရဲ့လားဘာဖြစ်လို့လဲဘွက်နေလို့ခမတို့ကဘွက်ထဲပြောနေကြတာအေးအဲ့ဒါကြောင့်မလို့ဦးစင်းမိုးကုတ်ကိုရောက်ခဲ့တယ်တာချီလေးရောက်ခဲ့တယ်ဒီပေးတဲ့နေ့တာချီလေးဆိုတာယူရီးယားနယ်စပ်အဲ့ဒီမှာဦးစင်းတို့တရားဟောတဲ့ခါကျတော့တရားဦးစင်းကတညပဲရတယ်အချိန်ကမရဘူးအဲ့ဒီတရားတညဟောပြီးတာနဲ့နောက်နေ့ကော်မှုကိုဟောသွားဦးစင်းလည်းတရားဟောပြီးတော့အဲ့ဒီကကမ္ဘောဇဗံဥက္ကဋ္ဌအရှင်ဘုရားတဲ့တပည့်တော်တို့တရားနာတဲ့ဓမ္မအရှင်ဘုရားတရားအဖြစ်တပည့်တော်တို့မှာအလွန်မှတန်ဝေကရအနောင်တတွေရပါတယ်ဗျာတဲ့တပည့်တော်တို့တရားကျင့်ရင်တဲ့စိတ်တွေပေါက်လာပြီတဲ့တပည့်တော်တို့ဘယ်လိုလုပ်ရမလဲသူတို့ရှိမှတရားတစ်ခါနာဖို့ရေးကိုမြန်မာနိုင်ငံမှာရှိတဲ့သံဃာတော်တွေကိုပိတ်ရတဲ့ဈေးကလင်းဈေးကမနေဘူးနော်ငွေတွေအများကြီးကုန်ကြခံပြီးတော့မှသံဃာတစ်ပါးတရားနာရတယ်ခင်ဗျားတို့ပတ်စံကုန်ဖို့လိုသေးလားမလိုပါဘူးအေးအဲ့ဒါကြောင့်မလို့လွယ်လေးထင်တော့ပေါ့တန်လို့အောင်းမိနေကြတယ်ဟုတ်ပြီလားနေဇက်ရောက်တော့သံဃာတစ်ပါးဟိုဘက်မှာကျတော့ယူရီးယားနဲ့တမျိုးတည်းမဲဆိုင်နဲ့တမျိုးတည်းလို့ဖြစ်နေကြကြတော့အရိယဓလေ့ကလည်းယူရီးယားဓလေ့တွေဖြစ်လာပြီးတော့ယူရီးယားဘုန်းကြီးတွေလိုပဲဆက်ဆံကြတော့ဓာတ်ရိုက်တာတို့ဓာတ်စင်တာတို့အခါပေးတာတို့ဆူတောင်းတာတို့နော်လက်ဖွဲ့တွေပေးတာတို့အဲ့ဒါနဲ့ပဲသူတို့ကကျေနပ်နေတာတရားကိုမသိကြဘူးအခုမှမြန်မာနိုင်ငံသံဃာတော်တွေဟောတာဥစဉ်ဟောတော့ဥစဉ်ကဘယ်တရားဟောတန်ဝေကရဖို့သတိရဖို့နောင်တရဖို့အသေးတတ်ဖို့
သေပြီးတဲ့ဘဝမမြတ်တဲ့ဘဝရောက်ဖို့မကောင်းတဲ့ဘဝမရောက်ဖို့ဒါပဲဟောဒါပဲပြအဲ့ဒီအကြောင်းတွေဟောတော့မှသူတို့ဒီတရားတွေအခုမှနားပါတယ်ဗျာတဲ့အခုတော့တပည့်တော်တို့တောင်ဝေကရပြီးတရားကျင့်ကျင်တော့ဘာလုပ်ရမလဲတဲ့သူတို့ရှိမှရိပ်သာမရှိဘူးရိပ်သာမရှိတော့ရှိတဲ့ဘုန်းကြီးเจ้าတွေကလည်းခုနလိုဂါရမန္တာနေနဲ့လုံနေတော့တရားပြလို့ကလည်းမရတော့သူဘာလို့မှမသိဘူးအဲ့တော့မှတကကြီးလို့ရိပ်သာဆောက်လိုက်ပေါ့လို့ဘယ်ရိပ်သာနာမည်မှမတတ်ဖ ೇನೆ ရိပ်သာဆောက်ပါဆုံးကျွေးမဲ့နေရရဲ့တရားထိုင်မဲ့နေရရဲ့တရားဓမ္မတွေနေရမဲ့အဆောင်ရဲ့နော်ရေချိုးကန်းနေအိမ်သားတွေအဲ့ဒါတွေပြည့်စုံမှရိပ်သာဖွင့်လို့ရတာဆိုတပည့်တော်တို့ပြည့်စုံအောင်လုပ်မဲ့ဆိုရင်အရှင်ဘုရားလာပြမလားတဲ့ကြုတ်ကိုပြန်ကြိုက်ခမရတို့ကြတော့လိုသလားမလိုပါဘူးဒီဘုန်းကြီးဘယ်ရောက်ရောက်ကောသူ့ဘာသူဘယ်ရလူတွေဘယ်လိုပဲလာကျင့်ကျင့်တို့နဲ့အဝေးကြီးပဲအေးလေးမနေရဘူးလားဒီရိပ်သာမကောင်းဟိသာသွားမယ်ဒီเจ้าမကောင်းဟိုเจ้าမြန်မမြန်ဘူးလားဟိုမှာရလားမရအောင်မရတော့မှရှာရှာပါပါကိုအတင်းအာရမကိုယ်ွယ်နေရနောက်အခုအောင်လန်းအသိရနေပြီးတော့ဥစည်းပြီးတော့ဦးစင်းကိုစင်ကူမှာတရားပြဖို့ဖိတ်ခေါ်ပါတယ်ဟိုလည်းရောက်တော့ဦးစင်းတဲတာကသစ္စာပါရမီကျောင်းမှာတရားဟိုရင်တဲတာကျောင်းတာဆိုတဲ့တိုက်ခန်းအိတ်ခန်းလူတွေနေတဲ့အခန်းပဲအဲ့ဒီအခန်းတစ်ခန်းကိုဝယ်ပြီးတော့ကျောင်းလုပ်နေရတာဒီမှာလို့ကျောင်းပေါ်ရဲ့လားမပေါ်ဘူးဒီမှာတော့ပေါ်ထောလို့ပေါ့ဟုတ်ပြီလားပေါ်ထောတော့ဘယ်ဘုန်းကြီးပြင်လားကြိုက်တဲ့ဘုန်းကြီးလာခဲ့ဘယ်ချိန်ကနေဘယ်နာကြီးကိုယ့်ဘာကိုလာကိုယ့်ဘာကိုပြန်မို့ဘုန်းကြီးပြင်မို့လို့သေးလားမလို့ပါဘူးပေါ်နေတာဒီဘုန်းကြီးနဲ့ပြဿနာတဲ့ဘာဖြစ်လဲဟိုကဘုန်းကြီးရှိတာဟုတ်လားအဲ့တော့ခမရတို့မှာဘုန်းကြီးပေါ်နေတော့ကျောင်းကြီးပေါ်နေတော့ပေါ်ကြီးထင်နေတာဓမ္မယုံကြီးကလည်းအစဉ်သေးဖြစ်နေတော့ဥပဒါကဘောတွေကနေ့စဉ်နဲ့မြအပိမှန်းခံတော့ခမရတို့ကဒယ်လွယ်နဲ့တရားနာရတာအဲ့ဒါကတစ်ဖက်ကကြည့်တော့ဘုံကံကြီးမားတယ်ဟုတ်ပြီလားတစ်ဖက်ကကြည့်တော့ဘုံကံကြီးမားတယ်အရိယပုဂ္ဂိုလ်တွေတရားထိုင်မယ်ဆိုတော့ဘုန်းကြီးကျောင်းမှာတရားထိုင်လို့မရပါကိုကတော့ဘုန်းကြီးကျောင်းတတ်မှာတာသူတို့ကတော့အိမ်ငန်းမယ်အဲ့မှာလူယုံသွားတိုင်ရောလာဖမ်းရောအဲ့တော့ကျောင်းဆိုပြီးတော့တတ်မှတ်ထားတဲ့နေရာမှာလည်းတရားကျင့်လို့မရတော့လူစုပြီးတရားကျင့်ရမယ်အဆောင်ကိုအဲ့ဒါခမ်းမကိုငှားရတယ်တနေ့ကို$900စင်ကာပူ$900မြန်မာငွေတွေဆိုတော့4,900,000ကျတယ်တနေ့တာတရားနာဖို့တရားကျင့်ဖို့အဲ့ကြတော့မှငွေရှာခြင်းနဲ့ဆိုပြီးတော့ငွေဆိုတဲ့ကာမအာဟာရလိုချင်လို့ဆိုပြီးတော့နိုင်ငံခြားသွားပြီးတော့သွားရှာတာငွေရဲ့အာဟာရကိုရှာတော့အဲ့ဒီငွေရဖို့အတွက်အချိန်နဲ့အခါနဲ့ညမနေမှမသိအထက်ကနေပြီးတော့တိမ်ကြုံပြီးနေလားငါလားခိုင်းတော့ပတ်စံမြန်မာပြီးမြန်မာခိုင်းတာအဲ့တော့အားချိန်နားချိန်မရှိတော့ဖီစီမှုတွေနဲ့စိတ်ဓာတ်တွေဆင်းရဲပြီးတော့လာတယ်။အော်ငါတို့ပတ်စံလာရှာတာငွေရတာပေါ့ငွေရတာနဲ့စိတ်နဲ့ယုံနဲ့အပိမှန်းခန္ဓာအယောစားပေးရပါလားလို့သူတို့ကသိတယ်အခုတော့မှနောင်တရပြီးတော့တန်ဃာတွေပြင့်ပြီးတရားနာရှင်တဲ့စိတ်တွေပေါက်လာတယ်တရားကျင့်ရင်တဲ့စိတ်တွေပေါက်လာတော့ဦးဇင်းတို့2ရက်ဟောတယ်2ရက်လည်းတရားလည်းပြပြီးတော့သူတို့တွေတရားတွေထူးထူးလဲရတော့တပည့်တို့2ရက်နဲ့အားမရဘူးဗျာတဲ့9ရက်စခန်းပြပါတဲ့9ရက်စခန်းပြပါဆိုတော့နေရောညောကျင့်ဖို့အတွက်တနေ့ကို$1,000ဆိုတော့9သိန်းကျနော်9ရက်ဆိုတော့9လေး9လေး63သိန်းဒါကျွေးတာမွေးတာမပါသေးဘူးအဲ့ဒါဘာဖြစ်လဲဆိုကာမဂုဏ်ဆိုတဲ့နော်ငွေလူချင်းတဲ့ကာမဂုဏ်အဲ့ဒီငွေရမှငါသားတွေငါအကိုတွေငါအဖေတွေငါအမေတွေနော်နေနိုင်မှုဝတ်နိုင်မှုစားနိုင်မှုအိတ်နိုင်မှုဆင်မြန်းနိုင်မှုတိုက်ကြီးတွေအိမ်ကြီးတွေဆောက်နိုင်မှုဟာလားအချမ်းရံတွေအသုံးဆောင်တွေဝယ်နိုင်မှုအဲ့ဒီအတွက်ငွေသွားရှာတယ်မဟုတ်ဘူးလားအဲ့တော့ငွေသွားရှာတော့ရှာတဲ့စိတ်ကဘာမှနစ်နေလဲငွေဆိုတဲ့ကာမဂုဏ်မှနစ်မနေဘူးလားနစ်နေတာ